American နိုင်ငံချင်းလို့ရတဲ့ VPN ချိတ်ကြည့်ပေးခြင်းဖြင့်ကျမတို့ကိုအကူအညီပေးနိုင်ပါတယ်။ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ဘက်ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်နဲ့ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဆက်ဖက်တောင်တရုတ်ပင်လယ်မှာအစပြိုးလာတဲ့လေပွေလှိုင်း Inverse 96ဦးတို့ရဲ့တက်ရောက်မှုကအာရေဗျပင်လယ်ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်တွေမှာအနောက်လေစီးကြောင်းကိုပုံမအားကောင်းစေပြီးအနောက်တောင်မုတ်တုံတွေကိုလည်းပုံမအားကောင်းလာစေတာတွေ့ရပါတယ်။လက်တလောမြန်မာနိုင်ငံဘက်ကိုဝင်နေတဲ့အနောက်တောင်လေစီးကြောင်းနဲ့မုတ်တုံမိုးတွေကစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာမိုးအားပိုကောင်းလာနိုင်ပြီးတပြည်လုံးမှာတော့ဇူလိုင်လပထမပတ်အထိနေသားချိန်အနည်းငယ်နဲ့မုတ်တုံမိုးအနည်းငယ်မှအသင့်ဆက်လက်ရွာသွန်းနေမှာဖြစ်ကြောင်းသုံးသပ်ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံတွင်ဇွန်လ24ရက်မှ26ရက်အထိ82နာရီအတွင်းရွာသွန်းနိုင်သည့်မိုးရေချိန်အခြေအနေပြမြေပုံချဲ့၍ကြည့်နိုင်ပါသည်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအရှေ့ခြမ်းရန်ကုန်တိုင်းတောင်ပိုင်းအရှေ့ပိုင်းဧရာဝတီတိုင်းမြောက်ပိုင်းနှင့်ကမ်းရိုးတန်းဒေသများမြေပုံမှာကြည့်ပါတို့တွင်မိုးရေချိန်ရရှိမှုပိုများနိုင်ပြီးကြံပြည်နယ်တိုင်းဒေသများမှာမိုးရေချိန်လျော့နည်းရရှိနိုင်သည်ကိုတွေ့ရပါမယ်